ဒီ3ကွက်ထည့်ထွက်တာနော်ဒီ3ကွက်ရဲ့တစ်ကွက်ဒီဒါစနစ်အားရဆိုရင်တော့930ကလည်းတက်ထွက်နိုင်တယ်လို့936ကလည်းတက်ထွက်နိုင်တာပေါ့နော်3ပါတော့ကဏ္ဍတစ်ကွက်ကဒီ2020နဲ့6ထဲမှာသူကတက်ထွက်ဖို့လားခိုင်ပါတယ်ဗျာနော်ခုကျွန်တော်ပြတဲ့စနစ်လေးတွေကလည်းဒါဂျားထဲမှာစီးကြဘေးတိုက်ဖုံမွေးလေးတွေရှိတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်အချိန်မကိုက်သေးလို့ကျွန်တော်မပြပေးရနော်အဲကြကျွန်တော်ပြန်ပြမယ်နော်နေဦးမှာ20နဲ့ပရိတ်3စော့တယ်နောက်နေ့မှာကျွန်တော်တို့ကထိတ်3လုံး4လေ3လုံး3ညပိတ်3လုံးခွန်4 3ညခွန်ပေါင်းချင်းတစ်ခွက်လိုက်မယ်ခွန်3ည1ဒဲလိုက်မယ်3ည88ဆိုတဲ့ကဏ္ဍဒဲလိုက်မယ်930ဒဲလိုက်မယ်ပေါ့နော်မနစ်က3ညပါတော့ပရိတ်3တစ်ခွက်ဒီအဲ့နှစ်ထဲမှာလိုက်ပေးခဲ့ရတာပေါ့နော်ဒုတိယရောက်ကလေးကိုကျွန်တော်တို့20နဲ့3ပရိတ်နေဦးမှာရိုက်တယ်နောက်နေ့မှာကျွန်တော်တို့ကထိတ်3လုံးက4တယ်လေ3လုံး3ညတယ်ပိတ်3လုံးကခွန်တယ်4 3ညခွန်တစ်ခွက်လိုက်တာပေါ့နော်4 3ညခွန်ပေါင်းချင်းပြောတာဗျာနော်ခွန်3ည1တစ်ခွက်တဲလိုက်တယ်930တဲလိုက်တယ်ပေါ့နော်3ည8ရက်လိုက်တာပေါ့နော်အဲကြမနေ့ကကျွန်တော်တို့က3ညပါတော့နေဦးမှာပရိတ်23ကြောင့်3ညပါတော့ပရိတ်3လို့လိုက်ပြီးရင်နောက်နေ့မှာအိုက်ကဏ္ဍပြန်လိုက်တာပေါ့နော်ဒါဒုတိယရောက်ကလေးပေါ့နော်ကျွန်တော်တတိယရောက်ကလေးကနေဦးမှာ20နဲ့ပရိတ်3ဆိုတယ်အဲ့ဒီထဲမှာကျွန်တော်တို့က3ညပါတော့3ညပါတော့ပရိတ်3လေးကဒီမှာနှစ်ကုံမှာကောက်ရိုက်သွားတာဗျာနော်ဆိုက်ကမဖြတ်ဘူးဗျာနော်အဲ့တော့ဒီနေ့ထဲမှာဒီခွန်3ည6က2026မှာလိုက်လို့ရတယ်ဗျာနော်အဲ့ကြကျွန်တော်တို့ဒီ2026ထဲမှာတနည်းအားဖြင့်ခွန်3ည1ကဒဲအပတ်လဲပေါ့နော်388ဒဲအပတ်လဲ930ဒဲအပတ်လဲပေါ့နော်အဲ့ကြတော့4 3ညခွန်ဖြစ်ချင်းလေးကတော့ဒါတကွက်တည်းကိုမွေးရမှာပေါ့နော်အဲ့ကြတော့သီးသားဖုံမွေးနဲ့ရဆိုရင်တော့ကျွန်တော်ဒီ site ထဲမှာ9ကွက်တီဖော်ပြလိုက်တာပေါ့နော်ခွန်3ည1ရဲ့388ရဲ့930ခွန်3ည6ရဲ့4ကွက်ပတ်လဲပေါ့နော်4 3ညခွန်ဖြစ်ချင်းနဲ့ဒဲပေါ့နော်အဲကျွန်တော်တိုက်တွန်းနေတာတော့ဒီကဏ္ဍလေးတွေဒဲလေးတွေတော့လိုက်ပြီးတော့ခင်ဗျားတို့ကြိုက်တဲ့အချိန်ဒီထိုးပေါ့နော်ဒါကျွန်တော်ပြတဲ့အကြောင်းရင်းကတော့ချိန်ကိုက်လေးတွေတွေ့ခဲ့ရင်တော့ထိုးအားကောင်းမှုရအတွက်မွေးဆိုင်ရှိတဲ့အကြောင်းလေးကိုကျွန်တော်ထုတ်ပြတာပေါ့နော်မွေးဆိုင်တွေကတော့ကျွန်တော်တို့ကနှစ်စဉ်တဲ့အတိုင်း16မိနစ်ကဆိုကျွန်တော်မွေးဆိုင်တွေ18ခွက်လောက်ထိအောင်သွားတာဗျာနော်ဒါပေမဲ့ကျွန်တော်တို့ကအချီကြီးတွေမရပါဘူးဗျာနော်မွေးဆိုင်တွေဆိုတော့ကျွန်တော်တို့လည်းကောင်းသောစီးသားတွေပဲကောက်ကောက်မွေးတော့ဆိုတော့စီးသားဆိုင်လေးတွေရကောက်ကောက်ထွက်သွားတာပဲနော်ကဲကျွန်တော်ဖုန်းနံပါတ်ကတော့963 328 329ကဆက်သွယ်လို့ရမယ်ဖုန်း